ကဲအားလုံးမင်္ဂလာပါခင်ဗျာအခုကျွန်တော်ရောက်ရှိနေတာကတော့ကျွန်တော်တို့ဒေသမှာစိုက်ပျိုးထားတဲ့ပဲမြစ်ခင်းကိုရောက်ရှိနေတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်အနေနဲ့ကျွန်တော်တန်ကြဲမိတ်ဆွေပေါင်းတဲ့အားလုံးကိုကျွန်တော်မျှဝေပေးချင်တာကတော့ဒီပဲမြစ်ခင်းကိုတူးနေတဲ့ပုံစံကိုကျွန်တော်အနေနဲ့မျှဝေပေးချင်တာဖြစ်ပါတယ်ခင်ဗျာဒါဆိုလို့ချင်းပေါ့ကျွန်တော်တို့ဒေသမှာတူးဖော်နေတဲ့ပဲမြစ်ခင်းကိုကျွန်တော်မိတ်ဆွေတွေအားလုံးသိရှိအောင်မျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာဒီမှာကြည့်ကြည့်ပါခင်ဗျာဒါဆိုလို့ချင်းအမိကရက်ပဲမြစ်တူးဖော်နေတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့တင်းနေပုံလေးနောက်နားကကြက်ရက်ပြဲနေပါတယ်လို့လုံးလောက်လေကဲဒါကတော့ဗျာကျွန်တော်တို့တောင်သူဦးကြီးစိုက်ပျိုးထားတဲ့ပဲမြစ်ကိုပေါ့နော်ဒါတူးဖော်နေတာဖြစ်ပါတယ်ခင်ဗျာဒါနှစ်ချင်းသုံးချင်းတူးထားတယ်ဆိုလို့ချင်းဒီလိုအပုံမျိုးကိုဒီမှာရချိထားတာဖြစ်ပါတယ်ဗျာပုံဒီလိုပုံမျိုးကိုရချိထားတာဖြစ်ပါတယ်ခင်ဗျာတောင်သူဦးကြီးအနေနဲ့ခက်နဲ့9လကျော်6လနီးပါးလောက်စိုက်ပျိုးခဲ့ရတာဖြစ်ပါတယ်ခင်ဗျာအခုချိန်ကာလမှာဆိုလို့ရှိရင်ဈေးနှုန်းအနေထားနေရတော့2500 3000လောက်ပဲရှိပါတယ်ဗျာလမ်းမဆက်တဲ့ရေးကြောင့်ကျွန်တော်တို့တောင်သူဦးကြီးနေနဲ့ပဲမြစ်ဈေးနှုန်းကောင်းကောင်းရပါသေးလို့ကျွန်တော်အနေနဲ့မျှဝေပေးချင်ပါတယ်ဗျာစုတောင်းလည်းပေးပါတယ်ခင်ဗျာဒါကတော့ဒီအကွက်ကိုတူးနေတဲ့လူဦးရေဟာဆိုလို့ချင်းတော့အားလုံး60နီးပါးလောက်ရှိပါတယ်ခင်ဗျာ60နီးပါးလောက်ဆိုလို့ချင်းကျွန်တော်တို့ဒီလောက်အားကရှင်းပေးရမှာကို9သိန်းကျော်လောက်ရှိပါတယ်ခင်ဗျာနော်ဒီဟိုလောက်အားကနဲ့ကျွေးမွေးစည်းနဲ့ဆိုရင်တော့7သိန်းကျော်လောက်ကြာမှာဖြစ်ပါတယ်ခင်ဗျာဒါကိုကျွန်တော်တကယ်ချင်းမိတ်ဆွေပေါင်းတဲ့အားလုံးသိရှိအောင်ကျွန်တော်အနေနဲ့မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာအခုတူးပေါ်ရရှိထားတဲ့ပဲမြစ်တွေဟာဆိုလို့ရှိရင်တော့ကဲဘလို့အဲ့မျိုးတွေနဲ့ကြာဟုတ်လည်းကဲဒါကတော့နည်းနည်းဆူလို့ပေါ့နော်နေလှမ်းထားခြင်းဖြစ်ပါတယ်ခင်ဗျာကဲဒါကတော့ခင်ဗျာကျွန်တော်တို့ရှိကနေပြီးတော့ရောက်ချက်တွေတူးပေးထားတဲ့ဥစ္စာကိုကျွန်တော်တို့နောက်ကမိမ့်မတွေကနေပြီးတော့နော်ပဲမြစ်ကိုမိတ်ဖြတ်ပေးနေတာဖြစ်ပါတယ်ခင်ဗျာမိတ်ဖြတ်ပြီးတဲ့ကာလပေါ့နော်ကျွန်တော်တို့အိတ်ထဲကိုတုပ်ပြီးတာနဲ့ကျွန်တော်တို့ညနေမှာပွဲရုံကိုတင်ပို့ပေးမှာဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ